အားလုံးပဲမင်္ဂလာပါခင်ဗျာTNK channel မှာကြိုဆိုလိုက်ပါတယ်အခုဆိုရင် Prometric ကကျင်းပါတယ် JFD ခိုင်ကောဖူစာပဲဒီစတဲ့ဆောင်မှုဝဲတွေဖြည့်ဆို့ဖို့အတွက် Fountain ရမယ့်ရက်ကလည်းနီးလာပြီဆိုတော့ Fountain နီးနဲ့ကြိုတင်ပြင်ဆင်ထားရမယ့်အချက်ကလေးတွေကိုဒီဗီဒီယိုလေးထဲမှာအဓိကထားမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးထဲမှာတော့ Prometric ID ယူတာ JFD Fountain နဲ့ကျွန်တော် Fountain နဲ့နေရောက်ရင်အများဆုံးရရှိဖို့အတွက်အဓိကလှုပ်ဆောင်ထားရမယ့်အချက်ကလေးတွေကိုပါထည့်သွင်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီအဆင့်နေမလို့ခင်ကျွန်တော်တို့မှာ Gmail account တစ်ခုရှိဖို့တော့လိုအပ်ပါတယ် Gmail account ရှိပြီဆိုရင်ကျွန်တော်တို့ Android user တွေဆိုရင် Chrome နဲ့တင်လို့ရပါတယ်တကယ်လို့ PC နဲ့တင်မယ်ဆိုရင် Chrome ဒါမှမဟုတ်လို့ရှင် Microsoft Edge မိမိအဆင်ပြေရနဲ့တင်လို့ရပါတယ်ခင်ဗျကျွန်တော်ကတော့အများစုသုံးနေကြဖြစ်တဲ့ Chrome နဲ့ပဲလုပ်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အဆင်သင့်ဖြစ်ပြီဆိုရင်တော့ Chrome နဲ့ဝင်လိုက်အောင်ကျွန်တော် Chrome နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ search bar မှာ specify scale worker test လို့ရိုက်ပါမယ်ကျွန်တော်တို့ရိုက်ရှာပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ specify scale worker test ဆိုပြီးတော့စာမျက်နှာလေးတစ်ခုကြာလာပါတယ်အဲ့မှာကျွန်တော်တို့အဲ့အပြာရောင်စလုံးလေးကိုနှိပ်ပြီးတော့အထက်ကိုထပ်ဝင်ရပါမယ်ဒါလေးကတော့ကျွန်တော်တို့ JFD ဒီကတော့ခိုင်ကောဒါကတော့ site view ရေးဒါကတော့စားတော့ဆိုင်ဒီတစ်ခုကြာတော့ကျွန်တော်တို့ကုံထုတ်စားတော့ကုံဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကလောလောဆယ်ကျွန်တော်တို့က JFD Fountain မှာဖြစ်တဲ့အတွက်ကျွန်တော် JFD ရဲ့အောက်မှာ show ds ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းလေးဆွဲလိုက်မယ်ဆွဲပြီးမြန်မာကိုရွေးပါမယ်ကျွန်တော်တို့အခုလိုလေးပေါ်လာပြီဆိုရင်ဒီအပေါ်ဆုံး bike လေးကဘာကိုပြောထားလဲဆိုလို့ရှိရင်ကျွန်တော် Fountain ရမယ့်ရဲ့ဆောင်းမှုဝက်ဖြည့်မဲ့ရက်တွေကိုသူကချရေးပေးထားဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်အော်တိုဘာ12ရက်နေ့ကနေပြီးတော့နိုဝင်ဘာ24ရက်နေ့အထိကျင်းပမယ့်ဆောင်းမှုပွဲကိုဒီအော်တိုဘာလ6ရက်နေ့ညနေ3နာရီဝက်မှာ Fountain ရမှာပါကျွန်တော်တို့ဒါလေးသိပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်မယ်ဟုတ်ပြီကျွန်တော်ဓမ္မကြတော့ operate your Prometric ID နဲ့ login ဆိုတာရှိပါတယ်အခုကကျွန်တော်တို့က ID ယူမှာဖြစ်တဲ့အတွက်ဒီ operate Prometric ID ကိုနှိပ်ပါမယ်ဒီ ID ကဘာလို့ပို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Prometric ကကျင်းပတဲ့ဆောင်းမှုပွဲတွေဖြည့်ဆို့ဖို့အတွက်ဒီ ID ရှိမှဖြည့်ဆို့လို့ရမှာပါအဲဒီတော့ကျွန်တော်ကအခုလောလောဆယ် ID မရှိသေးတဲ့အတွက် ID ယူမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက ID ရပြီးသားဆိုလို့ရှိပြီးသားဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုနည်းနည်းလေးကြောကြည့်လိုက်ပါအခုဆိုရင်ကျွန်တော်ဒီ Prometric ID နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူကရှင်းပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒါတော့အသေးသေးဖတ်မပြတော့ပါဘူးအောက်ကလေးကိုနည်းနည်းဆွဲလိုက်ပါမယ်ပြီးရင်ရှေ့ဆက်မီကိုနှိပ်ပါမယ်ဒီမှာလည်းပဲကျွန်တော်တို့နောက်ထပ်တစ်ခုကြာလာပါပြီထုံးစံအတိုင်းပဲကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲလိုက်မယ်ပြီးရင်သဘောတူပါတီကိုနှိပ်ပါမယ်ဒီညလေးရောက်ပြီဆိုရင်ကျွန်တော်ဘာလုပ်အောင်လဲဆိုရင်ကျွန်တော်တို့မှာရှိပြီးသား Gmail ကိုရိုက်ထည့်ရပါမယ် Gmail account တစ်ခုကိုကျွန်တော်တို့ ID တစ်ခုပဲယူလို့ရပါမယ်ဒီညမှာကျွန်တော်တို့ Gmail account ရိုက်ပြီးသွားပြီဆိုလို့ရှိရင်ရှေ့ဆက်မီကိုနှိပ်ပါမယ်အခုဆိုရင်ကျွန်တော်တို့ဒီမှာစာမျက်နှာလေးတစ်ခုကြာလာပါပြီဒီစာမျက်နှာကဘာလဲဆိုရင်ကျွန်တော်စောစောရိုက်လိုက်တဲ့ email ကမှန်ကန်မှုရှိမရှိကိုအတည်ပြုခိုင်းတာပါတကယ်လို့မှန်တယ်ဆိုလို့ရှိရင်ရှေ့ဆက်မျိုးနှိပ်ပါမယ်တကယ်လို့မှားနေတယ်ဆိုရင်ပြန်သွားမျိုးနှိပ်ပြီးတော့ကျွန်တော်တို့ရိုက်တဲ့ email ကိုပြန်ပြင်လို့ရပါတယ်အခုဆိုရင်ကျွန်တော် password ရိုက်ရမယ့်နေရာရောက်ပါပြီဒီမှာ password ကြတော့အင်္ဂလိပ်ခဏ6လုံးကနေပြီးတော့14လုံးအတွင်းရိုက်လို့ရပါတယ်ဒီ password ရိုက်တဲ့နေရာမှာကျွန်တော်အကြံပြုချင်တာကြတော့လွယ်နဲ့စာရိုက်ရလွယ်ကူမဲ့ခဏလေးတွေကိုပဲရိုက်ဖို့အကြံပြုချင်ပါတယ်ဒါဘာလို့လဲဆိုရင်ကျွန်တော် Fountain နဲ့အချိန်ရောက်လို့ရှိရင်ကိုကကဏ္ဍတွေအများကြီးရိုက်ထားလွယ်တမန်ကကဏ္ဍလေးနည်းနည်းရိုက်ထားတယ်ဆိုရင်ကဏ္ဍနည်းနည်းရိုက်ထားတဲ့လူကပိုးပြီးတော့ဖောင်းရဖို့ chance များပါတယ်အဲဒါကြောင့်ကျွန်တော်ကဒီမှာလွယ်ကူကူနဲ့ဒီမှတ်မိကစာရိုက်လို့အလွယ်ကူဆုံးကဏ္ဍလေးကိုရိုက်ဖို့အကြံပြုတာပါကျွန်တော်တို့ password ကိုစကားဝတ်မှာတစ်ခါထည့်မယ်ပြီးလို့ရှိရင်စကားဝတ်စစ်စစ်အတည်ပြုရန်ဖြည့်သွင်းခြင်းဆိုတဲ့နေရာမှာကျွန်တော်အပေါ်မှာရိုက်ခဲ့တဲ့စကားဝတ်ကိုပဲထပ်ထည့်ပါမယ်ဒီလိုအပေါ်အောက်တူပြီဆိုလို့ရှိရင်ရှေ့ဆက်မီကိုနှိပ်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်ကိုရေးအချက်လက်ရေးရမယ်ရှောက်လွှာလေးတစ်ခုကြာလာပါပြီဒီရှောက်လွှာမှာဗာရေးရမယ်ဆိုရှင်ကျွန်တော်နာမည်တွေနေရာလိပ်စာတွေဖုန်းနံပါတ်တွေpostal code အဲ့ဒါတွေကိုရေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာ first name နေရာမှာကျတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင် email ကိုထည့်ရမှာပါဒီနေရာမှာကျွန်တော်တို့ရဲ့နာမည်ဥပမာနာမည်3လုံးရှိရင်3လုံးစလုံးရိုက်ထည့်လိုက်ပါဒီနေရာမှာတစ်ခုသတိထားမှာကျတော့ရှေ့မှာမောင်နေမတွေထည့်ကြမလို့ပါဘူးသူဥပမာပေးထားတဲ့အတိုင်းဆိုလို့ရှိရင်မျက်နှင်းပွင့်ဆိုလို့ရှိရင်မျက်နှင်းပွင့်ပဲရေးပါမမျက်နှင်းပွင့်လို့ရေးစရာမလိုပါဘူးကျွန်တော်တို့နာမည်ရေးပြီးသွားပြီဆိုလို့ရှိရင် middle name နဲ့ last name ကိုကြောထားခဲ့လို့ရပါတယ်ပြီးရင်ကျွန်တော် address to နေရာမှာကျတော့ကျွန်တော်ကိုနေတဲ့မြို့နယ်ကိုရေးရမှာပါဥပမာကိုကဒီကမာယုမြို့နယ်မှာနေတယ်ဆိုရင်ကမာယုကိုရေးပါမယ်တကယ်လို့လှိုင်မြို့နယ်မှာနေတယ်ဆိုရင်လှိုင်မြို့နယ်အဲ့လိုပဲကျွန်တော်နယ်မှာနေတဲ့လူတွေဆိုရင်လည်းကိုနေတဲ့မြို့နယ်ကိုရေးပေးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့သူ့အောက်ကကွက်မှာကျတော့မြို့နယ်ရက်ကွက်အမည်မပြတ်မကွက်ဖြစ်ရန်ဆိုတဲ့အကွက်ကလေးရှိပါတယ်အဲ့ဒီမှာကျတော့ကျွန်တော်တို့ကကမာယုမှာနေတယ်ဆိုလို့ရှိရင်မြို့ဆိုရင်ရန်ကုန်မြို့ပေါ့တကယ်လို့ကိုကနယ်မှာနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နယ်ရဲ့မြို့ကိုထည့်ပေးလို့ရပါတယ်
ဒါမှမဟုတ်လို့ရှိရင်ကိုနေတဲ့မြို့နယ်နာမည်ကိုရေးပေးလို့လည်းရပါတယ်ဒီနေရာတွေကအတိအကျဖြစ်စရာတော့မလိုပါဘူးပြီးရင်ပြည်နယ်နဲ့ခရိုင်ကိုရွေးခိုင်းပါတယ်ဒီလိုကမာရုပ်ဆိုရှင်ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့အတွက်ရန်ကုန်လို့ရေးပေးပါမယ်တကယ်လို့ကိုကနက်တလင်းဆိုလို့ရှိရင်ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့အတွက်အမှပဲခူးလို့ရေးပေးလို့ရပါတယ်ကျွန်တော်တို့တိုင်းဒေသကြီးနဲ့ပြည်နယ်ရွေးပြီးသွားဆိုရှင်အောင်မ postal zip code ရှိပါတယ်ဒီနေရာမှာကျတော့ကျွန်တော်တို့က postal code zip code မသိဘူးဆိုလို့ရှိရင်333လုံးထည့်ပေးလို့ရပါတယ်ဒီလိုကိုနေတဲ့မြို့နယ်ရဲ့ postal code ကိုရှာခြင်းနဲ့ဆိုလို့ရှိရင် Google မှာအရှိမကျွန်တော်တို့နေတဲ့မြို့ရဲ့နာမည်ကိုရေးမယ်ပြီးလို့ရှိရင် postal code လို့ရေးလိုက်လို့ရှိရင်ကျွန်တော်တို့နေတဲ့မြို့နယ်ရဲ့ postal code ကြာလာပါလိမ့်မယ်ဒီနေရာမှာတော့ကျွန်တော်က postal code ကိုရိုက်ရှာမပြတော့ပါဘူးသူပြောထားတဲ့အတိုင်း333လုံးမှထည့်လိုက်ပါမယ်ကျွန်တော်တို့အချက်လက်တွေအကုန်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ရှေ့ဆက်ပြီးတော့နှိပ်ပါမယ်အခုဆိုရင်ကျွန်တော်တို့စောစောဖြည့်လိုက်တဲ့အချက်လက်တွေကမှန်ကန်မှုရှိမရှိကိုဒီမှာထပ်ပြီးအတည်ပြုခိုင်းပါတယ်ကျွန်တော်ဒီမှာအချက်လက်တွေကိုကုန်စစ်မယ်စစ်ပြီးလို့မှန်ကန်မှုရှိတယ်ဆိုလို့ရှိရင်အောက်ကိုသွားမယ်ပြီးရင်ရှေ့ဆက်ပြီးတော့နှိပ်ပါမယ်ဒီအဆင့်လေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ mail ထဲကိုဝင်ပြီးတော့တစ်ချက်စစ်ကြည့်ပါမယ်ဒီ Prometric ကနေပြီးတော့ ID ပို့ထားခြင်းရှိမရှိကိုတစ်ချက်စစ်ကြည့်ပါမယ်အခုဆိုရင်ကျွန်တော်တို့အပေါ်ဆုံးလေးမှာ Prometric Japan ဆိုပြီးတော့ mail တစ်ခုဝင်လာပါတယ်ကျွန်တော်အဲ့ mail လေးကိုနှိပ်ကြည့်ပါမယ်ဟုတ်ပြီကျွန်တော် mail ထဲရောက်ပြီဆိုလို့ရှိရင်ဒီမှာ JB 19083လုံးဆိုတဲ့ကဏ္ဍလေးနဲ့ကြာလာပါတယ် Prometric ID ဆိုပြီးတော့ရှေ့ဆုံးလေးမှာကြာလာပါတယ်ကျွန်တော်တို့အဲ့ကဏ္ဍလေးကိုမှတ်ထားဖို့လိုပါတယ်ဒီကဏ္ဍနဲ့မှာကျွန်တော်တို့ login ဝင်ပြီးတော့ form လေးတင်လို့ရမှာပါအခုဆိုရင်ကျွန်တော်တို့က ID လေးယူပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီ GFD fountain နဲ့အချိန်မှာအများဆုံးရရှိဖို့အတွက်အဓိကလှုပ်ဆောင်ရမယ့်ချက်ကလေးတစ်ချက်ရှိပါသေးတယ်ဒါကတော့ကျွန်တော် auto fill လုပ်ခြင်းပဲဖြစ်ပါတယ်ဒီ auto fill က fountain နဲ့သူတိုင်းမဖြစ်မနေလုပ်တင်တယ်လို့တော့ကျွန်တော်ယူဆပါတယ်ဘာလို့လဲဆိုရင် fountain နဲ့အချိန်မှာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့လူပြီးတင်ရတဲ့အတွက်ကြောင့်သူများတွေကဒီအချက်လက်တွေရေးနေတဲ့အချိန်မှာကိုကအစောကလေးကနေပြီးတော့ auto fill လုပ်ထားတဲ့အတွက်ကြောင့်ဒီဖောင်ရဖို့ကပို့ပြီးတော့ chance များပါတယ်အခုကျွန်တော်ကဒီ JFD fountain နဲ့ auto fill လုပ်တဲ့နည်းလေးကိုတစ်ခါတည်းပြသပေးမှာဖြစ်ပါတယ်ခင်ဗျာဖုန်းနဲ့ fountain နဲ့သူတွေဆိုရှင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Kiwi browser ကို download ထားဖို့လိုအပ်ပါတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာလည်းပဲ Kiwi browser နဲ့ auto fill လုပ်တဲ့နည်းကိုပြသပေးထားပါတယ်အခုကျွန်တော်တို့က fountain ဖို့အတွက် Chrome နဲ့ဝင်ပါမယ်ပြီးလို့ရှိရင်ထုံးစံတိုင်း search bar မှာ specify skill worker test လို့ရိုက်ပါမယ်ကျွန်တော်ဒီအပြာရောင်အတန်းလေးကိုနှိပ်ပါမယ်ဟုတ်ပြီဒီအဆင့်လေးရောက်ပြီဆိုရင်ကျွန်တော်တို့မြန်မာကိုရွေးပါမယ်ဟုတ်ပြီဒီညလေးရောက်ပြီဆိုရင်ကျွန်တော်အောက်ကလေးကိုနည်းဆွဲလိုက်မယ်ပြီးလို့ရှိရင် login ကိုနှိပ်ပါမယ်အခုလိုလေဒီ login ဝင်ရမယ်အောက်ကလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော် Chrome ရဲ့ home button လေးမှာအဆက်ကလေး30ရှိပါတယ်အဲ့အဆက်ကလေး30ကိုနှိပ်ရပါမယ်ဒီအဆက်ကလေး30ကိုနှိပ်ပြီးတော့ကျွန်တော်တို့ auto fill လုပ်ရမှာဖြစ်ပါတယ်အခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့က extension ကိုနှိပ်ပါမယ်ဟုတ်ပြီပြီးရင် Visit Chrome Web Store ဆိုတာရှိပါတယ်အဲ့ဒါလေးကိုထပ်နှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်ဒီဘက်က search bar မှာ auto fill လို့ရိုက်ရှာပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးလေးမှာ auto fill ဆိုပြီးခေါင်းစဉ်လေးနဲ့အစိမ်းအောင်အကွက်ကလေးရှိပါတယ်အဲ့အကွက်ကလေးကိုတစ်ချက်နှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင် add to Chrome ထပ်နှိပ်ပါမယ်ပြီးရင် add extension ကိုထပ်နှိပ်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Chrome နဲ့ကို auto fill extension လေးထည့်ပြီးသွားပါပြီထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်စောစောက login ဝင်တဲ့စာမျက်နှာကိုပြန်သွားပါမယ်ဒီစာမျက်နှာလေးကိုရောက်ပြီဆိုလို့ရှိရင် Prometric ID ရဲ့ပြီးလို့ရှိရင် password ကိုရိုက်ပါမယ် ID ရဲ့ password ကိုရိုက်ပြီးသွားလို့ရှိရင်ဟိုဘက် down ဆုံးလေးမှာ extension ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုထပ်နှိပ်ပါမယ်ဒီလိုလေးပေါ်လာပြီဆိုရင် auto fill ဆိုပြီးတော့လျှက်စစ်ပုံစံလေးရှိပါတယ်အဲ့ဒါလေးကိုထပ်နှိပ်ပါမယ်ကျွန်တော်တို့ auto fill ကိုနှိပ်ပြီးသွားပြီဆိုရင်အခုလိုမြင်းချောင်းလေးပေါ်လာပြီအဲ့မြင်းချောင်းလေးမှာဘာလုပ်အောင်လဲဆိုရင်ဒီမှာ generate rule ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်နှိပ်ပြီးသွားရင်ကျွန်တော်ဟိုနောက်ဆုံးလေးမှာနံပါတ်3ခုမြောက်မှာ generate auto fill rule ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့က ID ရဲ့ password ကို auto fill လုပ်ပြီးသွားပါပြီဒီအဆင့်ကိုဘယ်အချိန်ဝင်ဒီ auto fill လုပ်ပြီးသားဖြစ်တဲ့အတွက် ID ရဲ့ password က auto ဖြည့်ပြီးသားဖြစ်သွားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာ captcha code ရိုက်ပါမယ် 9B8NB3 ဟုတ်ပြီကျွန်တော်ဒါလေးရိုက်ပြီးသွားလို့ရှိရင် login ကိုနှိပ်ပါမယ်တကယ်လို့ဒီ captcha code ကပြပြတတ်မပေါ်ဘူးဆိုလို့ရှိရင်ဘေးကမြားပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်ချီချီလင်းလင်းနဲ့မြင်ရတဲ့ခဏလေးဒီပြောင်းယူလို့ရပါတယ်
အခုလိုလေးပေါ်လာပြီဆိုရင်စာမေးပွဲကိုကြိုတင်စင်းပေးသည်ဆိုတဲ့အကွက်ကိုနှိပ်ပါမယ်ဒါကတော့စာမေးပွဲရဲ့စီကံချက်တွေဖြစ်ပါတယ်ကျွန်တော်ဒါတော့အသေးစိတ်ဖတ်ပြရတော့ပါဘူးပြီးရင်အောက်ကိုနည်းနည်းဆွဲလိုက်မယ်အောက်ကိုရောက်ပြီဆိုရင်ဒီသဘောတူပါသည်ဆိုတဲ့အကွက်ကိုနှိပ်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါကိုလည်း auto fill လုပ်ဖို့အတွက် down လေးကိုသွားပါမယ် extension ဆိုတဲ့အကွက်ကလေးကိုနှိပ်ပါမယ် auto fill ကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာရင် generate rule ကိုနှိပ်ပါမယ်ပြီးရင်နံပါတ်3ခုမြောက်ဖြစ်တဲ့ generate auto fill rule ကိုနှိပ်ပါမယ်ပြီးရင်အောက်ဆုံးမှာရှိတဲ့သဘောတူပြီးရှေ့ဆက်မီကိုထပ်နှိပ်ပါမယ်ဒီလိုလေးပေါ်လာရင် okay ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင်ဒီမှာပြထားတဲ့အချက်လက်တွေကိုစစ်ပါမယ်အကုန်မှန်တယ်ဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆွဲမယ်ပြီးရင်ကြိုတင်စင်းပေးလုပ်ငန်းစဉ်တို့ရှေ့ဆက်မီနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆွဲမယ်ပြီးရင်သဘောတူပြီးရှေ့ဆက်မီကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင်ဘာသာရပ်ကိုရွေးချယ်ပါဆိုတဲ့အကွက်ကလေးကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခု JFT ဖြေမှာဖြစ်တဲ့အတွက် Japan Foundation Test for Physics Japanese ဆိုတဲ့အကွက်ကလေးကိုနှိပ်ပါမယ်ဒီအဆင့်လေးကိုလည်း auto fill လုံးမှာဖြစ်တဲ့အတွက် down လေးကိုသွားပါမယ် extension auto fill generate rule နံပါတ်3ခုမြောက်ဖြစ်တဲ့ generate auto fill rule ကိုနှိပ်ပါမယ်ပြီးလို့ရှိရင်အောက်ဆုံးမှာရှိတဲ့ရှေ့ဆက်မျိုးထပ်နှိပ်ပါမယ်ဒီညလေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမွေးသက် grade တွေကျွန်တော်တို့ကြားမှာလူမျိုးပါတာအဲ့ဒါတွေကိုကျွန်တော်တည်တည်ချာချာလေးဖြည့်ပြရပါမယ်တကယ်လို့ဒီနေရာမှာမှားသွားပြီဆိုလို့ရှိရင်ကျွန်တော်လက်မှတ်ထုတ်တဲ့အချိန်မှာအမှားကြီးပါလာမှာပါပြန်ပြင်လို့မရတော့ပါဘူးအဲ့ဒါကြောင့်အခုဒီကနေပြီးတော့ ACC နဲ့တည်တည်ချာချာလေးဖြည့်ထားဖို့လိုအပ်ပါတယ်မွေးသက် grade တွေဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အောက်မှာယောက်ျားလေးလားမိန်းကလေးလားရွေးခိုင်းပါတယ်ကိုကယောက်ျားလေးဆိုလို့ရှိရင်ကြားအကွက်ကိုနှိပ်ပါမယ်တကယ်လို့မိန်းကလေးဆိုလို့ရှိရင်မအကွက်ကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာလူမျိုးရွေးခိုင်းပါတယ်ကိုကမြန်မာလူမျိုးဆိုလို့ရှိရင်မြန်မာကိုရွေးပေးပါမယ်တကယ်လို့ကိုကတိုင်းသားဆိုလို့ရှိရင်အခြားဘက်ကိုနှိပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့လူမျိုးနာမည်ကိုအင်္ဂလိပ်လိုရေးပေးရပါမယ်ဒီမှာကျတော့ကိုယ့်ရဲ့ဇာတိဘာသာစကားကိုရွေးခိုင်းပါတယ်ကိုယ့်ဇာတိဘာသာစကားအမြန်မာဆိုလို့ရှိရင်မြန်မာကိုရွေးပေးပါမယ်တကယ်လို့တိုင်းသားဆိုလို့ရှိရင်ကိုယ့်ရဲ့ဘာသာစကားကိုအင်္ဂလိပ်လိုရေးပေးပါမယ်ဥပမာကရင်ဆိုလို့ရှိရင်ကရင်ဘာသာစကားကိုအင်္ဂလိပ်လိုရေးပေးရပါမယ်ဟုတ်ပြီကျွန်တော်အောက်ဆုံးလေးအကွက်မှာကျတော့ကျွန်တော်ဂျပန်ရောက်လို့ရှိရင်ဘယ်လိုစာမေးပွဲတွေဖြေဖို့အစီအစဉ်ရှိတယ်ဆိုတော့သူရွေးခိုင်းပါပါဒီကွက်မှာလည်းကိုအဆင်ပြေတာကိုရွေးပေးလို့ရပါတယ်အတိအကျကြီးဖြည့်စရာမလိုပါဘူးဒီကွက်ကလေးကတော့ဂျပန်ကိုရောက်ဖို့ပါသလားလို့မေးတာပါတကယ်လို့ကိုကရောက်ဖို့တဲ့ဆိုလို့ရှိရင်ဂျပန်ကိုပါကိစ္စနဲ့သွားတာလဲဆိုတော့သူရွေးခိုင်းပါတယ်ကိုကဂျပန်ကိုမရောက်ဘူးဆိုလို့ရှိရင်ဂျပန်နိုင်ငံသို့ရောက်ဖို့ချင်းမရှိပါဆိုတာကိုရွေးပေးရပါမယ်ပြီးရင်ကျွန်တော်တို့ကွန်ပျူတာကိုအသုံးပြုပြီးတော့စာမေးပွဲဖြေဖို့လားဘယ်လိုစာမေးပွဲတွေဖြေဖို့လဲဆိုတော့သူကမေးတာပါတကယ်လို့ကိုကမဖြေဘူးဆိုလို့ရှိရင်မဖြေဘူးပါဆိုတဲ့အကွက်ကိုနှိပ်ပါမယ်တကယ်လို့ကိုကဒီအင်္ဂလိပ်စာဘာသာစကားတစ်ခုနဲ့ဖြေဘူးလဲဆိုလို့ရှိရင်အဲ့မှာအင်္ဂလိပ်ဘာသာစကားစာမေးပွဲဆိုတာလေးရှိပါတယ်အဲ့ဒါကိုနှိပ်ပါမယ်တကယ်လို့တခြားစာမေးပွဲတစ်ခုဖြေဘူးလဲဆိုလို့ရှိရင်လည်းအခြားကိုနှိပ်ထားလို့ရပါတယ်ဒီကွက်ဒီမှာကျွန်တော်တို့ကွက်လက်ချန်ထားခဲ့လို့မရပါဘူးသူ့အောက်ကကွက်မှာကျတော့ကျွန်တော်တို့ဒီဂျပန်ဘာသာစကားသင်တဲ့ကျောင်းရဲ့နာမည်ကိုရေးခိုင်းတာပါကျွန်တော်အင်္ဂလိပ်လိုရေးပေးရပါမယ်ဒီကွက်မှာဒီအဆင့်အားကြောထားခဲ့လို့လည်းရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာဂျပန်ဘာသာစကားလေ့လာရမှာအသုံးပြုတဲ့နည်းလမ်းတွေကိုယူခိုင်းတာပါကျွန်တော်တို့ဘယ်ဟာနဲ့လေ့လာတာလဲမာရိုကိုတိုလားဒါမှမဟုတ်လို့ရှိရင်မင်းနာနော်နီယွန်ကောနဲ့လေ့လာတာလားတစ်ခုကိုရွေးပေးရပါမယ်ဒါတော့တစ်ခုမှကရွေးမယ်ဆိုလည်းရပါတယ်ကြောထားခဲ့လို့တော့မရပါဘူးဒီကွက်ကသူ့အောက်ကကွက်မှာလည်းကျွန်တော်တို့အဆင်ပြေတာကိုရွေးပေးလို့ရပါတယ်ကြောထားခဲ့လို့တော့မရပါဘူးအောက်ဆုံးကွက်ကလေးရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်နိုင်ငံအဖြစ်မှာလဲတကယ်လို့ဂျပန်နိုင်ငံမှာဖြစ်မဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာလက်ရှိနေထိုင်ခွင့်လက်မှတ်ဘယ်လိုလက်မှတ်နဲ့နေတာလဲဆိုတော့ရွေးခိုင်းတာပါဥပမာကျွန်တော်တို့မြန်မာနိုင်ငံအဖြစ်မှာဆိုလို့ရှိရင်ဂျပန်နိုင်ငံအတွင်းမှာဖြစ်ဆိုခြင်းမဟုတ်ပါဆိုတော့အကွက်ကိုရွေးပေးရပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အချက်လက်ကလေးတွေအကုန်ဖြည့်ပြီးသွားပါပြီဒီအချက်လက်တွေမှန်ကန်မှုရှိမရှိကိုနောက်တစ်ချိန်ပြန်ပြီးတော့ confirm လုပ်ပါမယ်ဒီပြန်စစ်ဆေးတဲ့အချိန်မှာလိုအပ်သည်လို့ဒီအနီရောင်စာတန်းလေးနဲ့ရေးထားတဲ့အကွက်တွေကိုကြောထားခဲ့လို့မရပါဘူးအဲ့အကွက်တွေကိုအဓိကထားပြီးတော့စစ်ဆေးပေးရပါမယ်ဒီအချက်လက်ကလေးတွေအကုန်လုံးမှန်ပြီဆိုရင်တော့ auto fit ထပ်လုပ်ပါမယ် auto fit လုပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါမယ်ပြီးရင်ရှေ့ဆက်ပြီးတော့နှိပ်ပါမယ်ကျွန်တော်တို့ဒီညလေးရောက်ပြီဆိုလို့ရှိရင်တော့ကိုစောင်းပွဲပြင်မဲ့ရက်ကိုအဓိကထားပြီးတော့ရွေးပေးရပါမယ်စောင်းပွဲပြင်မဲ့ရက်က10လပိုင်း12ရက်နေ့ကနေပြီးတော့17လပိုင်း24ရက်နေ့အတွင်းဖြစ်ပါတယ်ဥပမာကိုက17လပိုင်း4ရက်နေ့ပြင်မဲ့လို့မှတ်ထားတယ်ဆိုရှင်ဒီဝက်ကလေးမှာ17လပိုင်း4ရက်နေ့ကိုရွေးပေးရပါမယ်ကျွန်တော်စောင်းပွဲပြင်မဲ့ရက်ရွေးပြီးသွားလို့ရှိရင်အောက်မှာနိုင်ငံရွေးချယ်ခြင်းကွက်ကလေးရှိပါတယ်သူ့ရဲ့ဘေးလေးမှာမြားပုံစံလေးရှိပါတယ်အဲ့ကွက်ကလေးကိုနှိပ်ပါမယ်ပြီးရင်မြန်မာကိုရွေးပေးပါမယ်စောင်းပွဲပြင်မဲ့ရက်နဲ့နိုင်ငံရွေးချယ်ခြင်းကွက်ကိုရွေးပြီးသွားပြီဆိုလို့ရှိရင် auto fill လုပ်ပါမယ်
auto fill လုပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာစာမှုဝဲဖြည့်မဲ့နေ့တွေနိုင်ငံတွေကိုပြန်ပြီးတော့ပြောင်းပါမယ်ဘာလို့ပြောင်းအောင်လဲဆိုရင်ကျွန်တော်နောက်မှာလုပ်ရမယ် auto fill လုပ်ရမယ်အချက်လက်ကလေးတွေရှိနေပါသေးတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ2023 6လပိုင်း26ရက်နေ့ကနေပြီးတော့6လပိုင်း29ရက်နေ့အထိစာမှုဝဲရှိပါတယ်အဲ့ဒီကြားထဲမှာကိုအစီအပြေတဲ့ရက်ကတည်းကကိုဒီစာမှုဝဲဖြည့်ဆုံးမဲ့ရက်မှာယူပေးပါမယ်နိုင်ငံရွေးချယ်ခြင်းအကွက်ကိုနှိပ်ပါမယ်ပြီးလို့ရှိရင်အပေါ်ဆုံးလေးမှာဒီကွက်လက်ကလေးရှိပါတယ်အဲ့ကွက်လက်ကလေးကိုနှိပ်ပါမယ်ပြီးရင်စာမှုဝဲစင်တာရှာမီဆိုတဲ့အကွက်ကိုနှိပ်ပါမယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်အပြိုင်အောင်ကွက်ကလေးကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်အကျွေးဝက်ကတ်ကိုနှိပ်ပါမယ်ပြီးရင် auto fill လုပ်ထားပါမယ်ဒီညလေးရောက်ပြီဆိုလို့ရှိရင်တော့အောက်ပိတ်ဆုံးလေးမှာအရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်ဆိုတာလေးရှိပါတယ်အဲ့ကွက်မှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဖြည့်ပါမယ်ပြီးလို့ရှိရင် auto fill လုပ်ပါမယ် auto fill လုပ်ပြီးသွားရင်ရှေ့ဆက်မျိုးနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင်အောက်ကလေးကိုနည်းနည်းဆွဲပါမယ်အကျွေးဝယ်ကအချက်လက်ဖြည့်သွင်းခြင်းဆိုတဲ့အကွက်ကလေးရောက်ပြီဆိုလို့ရှိရင်အောက်မှာအမှန်ချစ်ကလေးချိပေးပါမယ်ပြီးရင်အောက်မှာကပ်ပေါ်မှာအမည်လို့ရှိအမည်ဆိုတဲ့အကွက်ကလေးတစ်ခွက်ရှိပါတယ်အဲ့မှာကိုက UAV ကတ်ကိုအသုံးပြုထားတယ်ဆိုရှင် UAV လို့ရေးပေးပါမယ်တချို့တကြတော့ကိုယ့်ရဲ့နာမည်နဲ့ကတ်လောက်ထားတာရှိပါတယ်အဲ့လိုဆိုရှင်ကိုယ့်ရဲ့နာမည်ကိုဖြည့်ပါမယ်ပြီးရင်ကတ်အမျိုးအစားမှာကြတော့ကျွန်တော်ကဗီဇာကတ်နဲ့ပြင်မှာဖြစ်တဲ့အတွက်ဗီဇာကတ်ကိုရွေးပေးပါမယ်ပြီးလို့ရှိရင်ကတ်နံပါတ်နေရာမှာကြတော့ကျွန်တော်တို့ရဲ့ကတ်မှာကဏ္ဍ16လုံးရှိပါတယ်အဲ့ဒီကဏ္ဍ16လုံးကိုရိုက်ထည့်ရပါမယ်ပြီးရင်တက်တန်းကုံဆုံးရက်ဒီတက်တန်းကုံဆုံးရက်ဆိုလို့ရှိရင်ကျွန်တော်တို့ကတ်မှာပဲရှိပါတယ်အဲ့ဒီကုံဆုံးရက်ကိုထည့်ပေးရပါမယ်ပြီးလို့ရှိရင်လုံခြုံရေးကုတ်နံပါတ်UAV ကတ်တွေဆိုလို့ရှိရင်တော့ဒီအောက်မှာ security code ဆိုတာလေးရှိပါတယ်အဲ့မှာခဲလေးချစ်ပြီးတော့ကဏ္ဍလေးသုံးလုံးရိုက်ထည့်ပေးရပါမယ်ဒီချက်လက်ကလေးတွေအကုန်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် auto fill လုပ်ပါမယ် extension auto fill generate auto fill rule အခုလောလောဆယ်တော့ကျွန်တော်ဒီအဆင့်လေးနဲ့မှပဲရပ်ထားလို့ရပါတယ်တကယ်လို့ fountain နဲ့ရောက်ပြီဆိုလို့ရှိရင်ရှေ့ဆက်မျိုးနှိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုဖြည့်ထားတဲ့အချက်လက်တွေကိုသူအတည်ပြန်ပြုခိုင်းပါတယ်အတည်ပြုပြီးသွားပြီဆိုလို့ရှိရင်အောက်ဆုံးလေးမှာအတည်ပြုပြီဆိုတဲ့အကွက်ကလေးတစ်ခွက်ရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်အတည်ပြုပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ card visa card လို့တော့ထည့်ထားတဲ့ဖုန်းနံပါတ်ထဲကို OTP ကုတ်ကြလာပါလိမ့်မယ်အဲ့ဒီ OTP ကုတ်ကိုဖြည့်မယ်ပြီးလို့ရှိရင်ခဏလေးစောင့်မယ်ခဏလေးစောင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် line ကောင်းကောင်းနဲ့ဆိုလို့ရှိရင် confirmation letter တန်းကြပါတယ်အဲ့ဒါလေးကိုကျွန်တော် screenshot ရယူထားမယ်ဒါဆိုလို့ရှိရင် fountain နဲ့လုပ်ငန်းစဉ်ပြီးပါပြီဒီညမှာတချို့ကြတော့ဒီကတ်ထရနေပြီးတော့ငွေဖြတ်သွားပြီးတော့ဖောင်မရတဲ့လူတွေလည်းရှိပါတယ်ဒီနှုတ်သွားတဲ့ငွေကတချို့ကြတော့လည်းနိုင်ပိုင်းနဲ့ပြန်ဝင်တယ်တချို့ကြတော့လည်းပဲ3ရက်လောက်ကြာမှပြန်ဝင်တတ်ပါတယ်ဒီအချက်လက်လေးတွေကိုတော့ကိုယ်တိုင် fountain မဲ့သူရောသူများကို service အပ်မဲ့လူရောသိထားတင်ပါတယ်တကယ်လို့သူများကို service အပ်မဲ့ဆိုလို့ရှိရင်လည်းပဲစေရန်ငွေကျိုးပြီးတော့မပေးရတဲ့ service မျိုး UAPS စေချင်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင် auto fill လုပ်ရမယ့်အချက်လက်တွေအကုန်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ browser ထဲကနေပြန်ထွက်ပါမယ်ပြီးရင်ထုံးစံတိုင်း Google ထဲကိုပြန်ဝင်ပါမယ် search bar မှာ specify scale worker test လို့ရိုက်ပါမယ် GFT ကိုရွေးပါမယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံကိုရွေးပေးပါမယ်ဒီနေရာလေးရောက်ပြီဆိုလို့ရှိရင် login ကိုနှိပ်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်စောစောတော့က auto fill လုပ်ထားတဲ့အတွက်ဒီမှာ ID ရဲ့ password ကိုကျွန်တော်တို့ရိုက်စရာမလိုပါဘူးသူ့ဘာသာသူ auto ဖြည့်ပြီးသားဖြစ်သွားပါပြီကျွန်တော်တို့ကဒီအဆင့်မှာမလုပ်ပေးရမလဲဆိုရှင် captcha code ပဲရိုက်ထည့်ပေးရပါမယ်တကယ်လို့ captcha code ကတည်တည်ချာချာမမြင်ရဘူးဆိုလို့ရှိရင်ဘေးကဒီမြားလေးဝိုင်းထားတဲ့ခွက်ကလေးကိုနှိပ်ပြီးတော့ရွှေ့လို့ရပါတယ်ပြီးရင် login ကိုနှိပ်ပါမယ်ဒီနားလေးရောက်ပြီဆိုရင်စာမှုပွဲကိုကြိုတင်စင်းပေးပြီးတော့နှိပ်ပါမယ်ဒီအဆင့်မှာဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးလုပ်တဲ့အချိန်တုန်းကသဘောတူပါသည်ဆိုတဲ့အကွက်မှာအမှန်ချစ်ကလေးပေးခဲ့ရပါတယ်ကျွန်တော်အမှန်ချစ်ကလေးပေးပြီးတော့ auto fill လုပ်ထားတဲ့အတွက်ဒီနေရာလေးရောက်လို့ရခွက်ကိုအမှန်ချစ်က auto ပေးပြီးသားဖြစ်သွားပါပြီပြီးရင်သဘောတူပြီးရှေ့ဆက်မျိုးထပ်နှိပ်ပါမယ် okay ကိုထပ်နှိပ်ပါမယ်ကြိုစည်ပေးလုပ်ငန်းစဉ်တို့ရှေ့ဆက်မျိုးထပ်နှိပ်ပါမယ်သဘောတူပြီးရှေ့ဆက်မျိုးထပ်နှိပ်ပါမယ်ဟုတ်ပြီကျွန်တော်ဒီအဆင့်မှာလည်းပဲ auto ရွေးပြီးသားဖြစ်သွားပါပြီကျွန်တော်ပထမဆုံးဝင်တဲ့အချိန်တုန်းကဒီမှာဘာသာစကားရွေးချယ်ပါဆိုတဲ့အကွက်ကလေးပဲပေါ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့က GFT ကိုရွေးပြီးတော့ auto fill လုပ်ထားတဲ့အတွက်ကြောင့်ခုဒုတိယအချိန်ပြန်လဲဝင်ရောက်ဒီမှာ auto fill GFT ကို auto ရွေးပြီးသားဖြစ်သွားပါပြီပြီးရင်ရှေ့ဆက်မျိုးနှိပ်ပါမယ်ဒီအဆင့်မှာလည်းပဲကျွန်တော်တို့ဘာမှဖြည့်စရာမလိုတော့ပါဘူးစောစောတော့ဖြည့်ထားတဲ့အတိုင်းအကုန်ပြန်ပေါ်ပါတယ်
ပြီးရင်ရှေ့ဆက်မျိုးနှိပ်ပါမယ်အောက်ကလေးကိုနည်းနည်းဆွဲမယ်ရှေ့ဆက်မျိုးထပ်နှိပ်ပါမယ်ကျွန်တော်ဆောင်းဝက်ဖြည့်တဲ့နေ့ရောက်ပြီဆိုလို့ရှင်တော့ဒီအဆင့်လေးမှာနိုင်ငံရွေးချယ်ခြင်းဆိုတဲ့နေရာမှာမြန်မာကိုရွေးပြီးတော့အောက်မှာစာမှုဝက်စင်တာရှာမျိုးထပ်နှိပ်ပါမယ်ပြီးလို့ရှင်အပြာရောင်စာတန်းလေးတွေပေါ်တဲ့ဟာကိုနှိပ်ပါမယ်ဒါလေးတွေပြီးပြီဆိုရင်တော့ကျွန်တော်ငွေချေဖို့အဆင့်ရောက်သွားပါပြီဗီဇာကတ်ထည့်ရမယ်ဗီဇာကတ်ကနံပါတ်တွေထည့်ရမယ် expire date ထည့်ရမယ်ပြီးရင် security code ထည့်ရပါမယ်အခုကတော့ GFT Fountainer ကိုပြသပေးသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုလေးထဲမှာကျတော့စားသောက်ဆိုင် Fountainer နဲ့ Kaiko Fountainer ကိုအသေးသေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးတစုံတရာရရှိခဲ့တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe ကလေးနှိပ်ပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်လို့မသိတာလေးတွေဒါမှမဟုတ်လို့ရှိရင်အနေနဲ့နားရှုပ်သွားတာလေးရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ခင်ဗျာအခုကတော့ဖုန်းထဲမှာ auto fade extension ကိုဘယ်လိုထည့်ရမလဲဆိုတဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းထဲမှာ Kiwi browser ရှိဖို့လိုအပ်ပါတယ်တကယ်လို့ Kiwi browser မရှိသေးဘူးဆိုလို့ရှိရင်ဒီ Play Store ကိုသွားပြီးတော့ Kiwi browser ကို download ထားလို့ရပါတယ်ကျွန်တော် Kiwi browser ထဲကိုဝင်လိုက်ပါမယ်ပြီးရင် continue ကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင်ဒီအဆက်ကလေး၃ဆက်ကိုနှိပ်ပါမယ် download လေးမှာရှိပါတယ်အဲ့ဒါလေးကိုနှိပ်မယ်ပြီးတော့ရှင်ဒီမှာ extension ဆိုတာလေးရှိပါတယ်အဲ့ဒါကိုထပ်နှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုလို့ရှိရင်ဒီဘက်တောင်းလေးမှာမင်းညောင်းလေး၃ချောင်းရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်ပြီးရင်ဟိုအောက်ဆုံးလေးမှာ Open Chrome Web Store ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်လက်နှစ်ချောင်းနဲ့ဒီ search box ကိုဆွဲကြည့်ပါမယ်ပြီးရင် auto fade လို့ရိုက်ပါမယ်ပြီးရင်ရိုက်ရှာပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်ဒီမှာဟိုအပေါ်ဆုံးလေးမှာ auto fade ဆိုပြီးတော့အစိမ်းအောင်လေးရှိပါတယ်အဲ့ဒါကိုနှိပ်ပါမယ်ပြီးရင်ဒီမှာ add to Chrome ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါမယ်OK ကိုနှိပ်ပါမယ်အခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီ home key လေးနဲ့ထွက်လိုက်ပါမယ်ပြီးလို့ရှိရင် specify scale ဝါကတက်လို့ရိုက်ပါမယ်ပြီးရင် GFT ကိုရွေးပါမယ်မြန်မာကိုရွေးပါမယ်ပြီးရင် login ကိုနှိပ်ပါမယ်ဒီမှာကျွန်တော် ID ရဲ့ password ကိုရိုက်ပါမယ် ID ရဲ့ password ကိုရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီအဆက်ကလေး၃ဆက်ကိုနှိပ်ပါမယ်ပြီးလို့ရှိရင်အောက်ကလေးကိုနည်းနည်းဆွဲပါမယ်ဒီမှာ exit ကအောက်မှာ auto fade ဆိုတဲ့စာတန်းလေးရှိပါတယ်အဲ့ဒါကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ generate rule ကိုနှိပ်ပါမယ်ပြီးရင် generate auto fade rule ကိုနှိပ်ပါမယ်ဒါလေးကတော့ဖုန်းထဲမှာ auto fade extension ထည့်ပြီးတော့ auto fade လုပ်တဲ့နည်းလေးဖြစ်ပါတယ်ကျန်တဲ့အဆင့်တွေကိုလည်းပဲဒီတိုင်းပဲလုပ်သွားလို့ရပါတယ်